မင်းညာကန်သွားတဲ့ပွဲမှာဆိုရင်အီတလီ Serie A ချန်ပီယံနာပိုလီဖြစ်သွားပါပြီ။နာပိုလီက82မှတ်နဲ့82မှတ်နဲ့အီတလီ Serie A ချန်ပီယံဖြစ်သွားပါပြီ။အင်တာမီလန်ကတော့81မှတ်နဲ့ဒုတိယနေရာရရှိသွားပါတယ်။နာပိုလီကတော့2-0နဲ့နိုင်သွားတယ်။မတ်တိုမီနိုတကိုလူကာကူတကိုပေါ့နော်။နီးပြကွန်တီလက်ထက်မှာစတင်ပြီးတော့ Serie A ဖလားကိုရရှိသွားတယ်။ပြီးတော့လည်းနီးပြကွန်တီကပရီးမီးယားလိကစားသမားတွေကိုအခြေခံပြီးတိဆောက်သွားသလိုပဲထပ်ပြီးအင်အားဖြည့်ပြီးတော့စကော့မက်တိုမီနီတို့ရိုကာကူတို့ဘရိုက်တန်ဘယ်လီဂေးမာတို့အခုဆိုရင်လည်းကီဘေဒီဗိုင်နာတို့ကိုခေါ်ယူမှုထားပြီးသွားပြီဆိုတော့နောင်လာမယ့်ရာသီမှာလည်း Serie A မှာနာပိုလီကဆက်လက်ပြီးခြေစွမ်းနေဦးမှာဖြစ်ပါတယ် Congratulations